တနင်္လာသားသမီးတွေအကြောင်းတနင်္လာသားသမီးတွေကသွေးအေးတဲ့အပြုံးကိုပိုင်ဆိုင်ထားသူတွေပါအိမ်နဲ့အစားဆုံးနှစ်ခါမပြောရဘူးလာထားဆိုရဲအိမ်မက်အစားမဲ့သူလေးတွေပါအရစ်တန်သူလေးတွေဆိုလဲမမားပါဘူးမမူးပဲနဲ့ကိုရှိတာပါမိုးရင်တာအလားမရှိဘူးကိုယ်ခန်းစားချက်ထက်တပားသူခန်းစားချက်ကိုကြည်ပေးတတ်တဲ့သူတွေပါဒါကြောင့်လေခဏခဏနာကျင်ရပါ යි အပေါင်းဖော်လဲမှတ်ပါ යි မိဘချစ်သူမှမဟုတ်ဘူးတငယ်ချင်းတွေကလစ်လူရှူထားရင်တော့အယံဝမ်းနဲ့တက်ကြတာပါတချင်းတွေကိုအယံနဲ့တက်ကြပါ යි ဘာလို့လဲဆိုသူတို့စိတ်ညစ်ချိန်ဖြစ်ဖြစ်ပျော်ရွှင်ချိန်ဖြစ်ဖြစ်အနားမှာအမြဲရှိပေးတဲ့အကောင်းဆုံးတငယ်ချင်းတွေမှုပါအချစ်နဲ့ပတ်သက်ရင်နည်းနည်းတော့စိတ်ကစားလွယ်တယ်ကလေးဆန်တဲ့အချစ်မျိုးကိုပိုင်ဆိုင်ထားတာပါဂယူးဆိုင်ခံရတာကိုနှစ်သက်တဲ့လောက်သူတို့ကိုဆရာကြီးလို့ရင်တော့အယံမောင်းပါတယ်စိတ်ဆိုးခဲပါ යි ဒါပေမဲ့သူတို့စိတ်ဆိုးပြီဆိုရင်တော့တကယ့်ကိုဒေါသထွက်လို့ပဲဖြစ်လိမ့်မယ်ချောလိုက်ပါခဏလေးနဲ့စိတ်ပြေးရဲ့သူတွေပါမှန်ရဲ့လားတနင်္လာသားသမီး